မိမိမှာရှိတဲ့ရွှေတယ်တွေကအတွင်းဆက်လားအပြင်ဆက်လားသိပြီးသွားပြီလား15ပဲရေ14ပဲရေ73ပဲရေချင်းတော့တူတယ်နော်ဒါပေမဲ့အတွင်းဆက်နဲ့အပြင်ဆက်ကွာသွားတာနဲ့အရေးအသွေးလဲကွာသွားတယ်ဆိုတာကိုတတိထားကြနော်ဘာကွာလဲဆိုလို့ရှိရင်အတွင်းဆက်ဆိုတာကကြတော့15ပဲရေကိုလိုတယ်ဆိုပါတော့15ပဲရေကိုလိုရင်15ပဲအလေးချိန်မှာအပြင်အလွိုင်းအပြင်ပါတက်တူတပဲလာပေါင်းလိုက်တာရလာတဲ့အလေးချိန်က16ပဲဒါပေမဲ့လို့သူ့ရဲ့အရေးသွေးဒီ15ပဲနောက်တစ်ခု14ပဲရေလိုချင်တယ်ဆိုလို့ရှိရင်14ပဲအလေးချိန်မှာပြင်ပတက်တူအလွိုင်း2ပဲလာပေါင်းလိုက်တယ်ရလာတဲ့အလေးချိန်ဒီ16ပဲအလေးချိန်16ပဲပေါ့နော်ဒါပေမဲ့လို့သူက14ပဲအရေးအသွေးရသွားတယ်ဒါကအတွင်းဆက်လို့ခေါ်တယ်သူကဘာကိုနောက်ဆုံးရကျင်တာလဲဆိုလို့ရှိရင်16ပဲကိုရတာတစ်ချက်သားပြည့်အောင်ရှော့အလေးချိန်ကိုဒီဘက်မှာရှော့ပြီးတော့ခါကြတော့တခြားအလွိုင်းတွေကိုပေါင်းသွားတာရလာတဲ့နောက်ဆုံး final ဒီတစ်ချက်သားရတယ်အဲ့တော့အပြင်ဆက်ဆိုတာဘာလဲဆိုတော့အပြင်ဆက်ဆိုတာကြတော့တစ်ချက်သားကိုအခြေခံထားတာတစ်ချက်သား16ပဲအရေးတစ်ချက်သားအတုံးမှာပြင်ပအလွိုင်းကိုတပဲလာပေါင်းရင်ထွက်လာတာဒီ15ပဲအရေးဒါပေမဲ့အလေးချိန်ဒီ18ပဲအဲ့လိုပဲ16ပဲရေတစ်ချက်သားမှာပြင်ပအလွိုင်းပြင်ပတက်တူ2ပဲလာပေါင်းရင်ရလာတဲ့အရေးဒီ14ပဲရေဒါပေမဲ့အလေးချိန်ဒီ18ပဲအဲ့လိုဖြစ်သွားတာအဲ့တော့အတွင်းဆက်နဲ့အပြင်ဆက်မှာဘယ်ဟာကပို့ပြီးတော့ကောင်းမယ်ထင်တယ်လဲcomment မှာဖြည့်ပေးသွားကြအောင်เนาะဒီလိုရွှေနဲ့ပတ်သက်တဲ့ဘုဟုတုတတွေကိုအမြဲပြောပြပေးမှာဖြစ်လို့အပေါင်းလေးနှိပ်ပြီး follow လုပ်ပေးကြဖို့မမေ့နဲ့เนาะကျေးဇူးတင်ပါတယ်